ဗီဇာမရလိုက်လို့မသွားတဲ့ခေါင်းဆောင်တွေရှိလားမရှိဘူးလားရှိတယ်ဗီဇာရပြီးလို့မသွားတဲ့လူတွေရှိဗီဇာရတာအကုန်လုံးစာအုပ်ထဲမှာပြည့်ရှိတယ်တော့ခွင့်မရှိဘူးအဲ့တော့တစ်ခါလေကြာရင်ကျွန်တော်တို့စီကန်းကရေးကြည့်လာရင်ကြည့်လားရေးကြည့်တယ်ကျွန်တော်တို့ရဲ့အဲ့ဒီခေါင်းဆောင်တွေအတွက်လည်းစိတ်မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကထွားကြလားမထွားကြဘူးလားထွားကြတယ်လောက်ကြတယ်တတ်နိုင်ဆုံးကိုယ့်ရဲ့အဖွဲ့အစည်းအတွက်စံပြဖြစ်အောင်လုပ်ကြတယ်အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတစ်ချိန်မသွားရရင်နောက်တစ်ချိန်ပြန်သွားမှာလဲဆိုအားလုံးအကုန်သွားလို့ရမှာဆိုကောင်းကောင်းလားကောင်းတယ်အဲ့ဒီမှာကျွန်တော်ဒီတစ်ခါကျတော့ကျွန်တော်တို့နိုင်ငံသားတွေသွားတာများတယ်ကမ္ဘောဒီးယားတော့အဖေကိုခေါ်သွားတဲ့ပျော်ရွှင်မှုမတူပါဘူးဂျပန်သွားတော့အမေကိုခေါ်သွားတဲ့ပျော်ရွှင်မှုမတူဘူးဂျာမနီဥရောပသွားတော့အဖေကိုခေါ်သွားတဲ့ပျော်ရွှင်မှုပြီးရင်နယ်သာလန်သွားတော့အမျိုးသမီးကိုခေါ်သွားတဲ့ပျော်ရွှင်မှုအခုထိုင်ဝမ်သွားတော့သားကိုခေါ်သွားတဲ့ပျော်ရွှင်မှုသူရဲ့ခီးစဉ်တိုင်းမှာပျော်ရွှင်မှုလေးတွေတူလားမတူအဲ့ဒီကြောင့်ကျွန်တော်တို့စိတ်တွေအများအားရွှင်လန်းဖို့လို့လားမလို့လားအဲ့ဒီမှာကျွန်တော်သွားတယ်မသွားခင်ကတည်းကပျော်နေပြီးသားပဲဘာဖြစ်လို့လဲကိုချစ်တဲ့မိသားစုနဲ့တူခီးတူသွားချင်တာမသွားချင်ဘူးလားသွားချင်တယ်အတူတူလဲချင်လားမလဲချင်ဘူးလားစားချင်လားမစားချင်ဘူးလားစားချင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မတူညီတဲ့ပျော်ရွှင်မှုတွေကိုရတဲ့အပြင်ကိုကျွန်တော်တို့မတူညီတဲ့ပညာတွေအများကြီးရတယ်။နောက်နံပါတ်1ဘာပညာတွေရလဲဆိုလို့ရှိရင်အစားတောင်းနဲ့ပတ်သက်လို့သူတို့တွေကအဆက်တင်မစားဘူး။ကျမ်းမာရေးနဲ့ညွတ်တာတွေပဲအကုန်လုံးစားတယ်။ဟုတ်လားအဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာကြတော့အရှုံးမပါရင်ကျွန်တော်မစားတတ်ဘူး။အဆက်မပါရင်မစားတတ်ဘူး။အငံမပါရင်အဲ့ရတာတခုမှမတွေ့ရဘူး။ကောင်းလားမကောင်းလားဟုတ်တယ်ကောင်းတယ်အဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်ဥက္ကဋ္ဌကြီးသူတို့နိုင်ငံကိုဝင်လာတဲ့ကျွန်တော်တို့ဘာတစ်ခုမှယူသွားလို့မရအောင်စီကံအရန်တင်းကျပ်တယ်ဘာလို့တင်းကျပ်တာလဲဆိုကျမ်းမာရေးရေးကြီးလားရေးမကြည့်ဘူးလားရေးကြီးတယ်အဲ့တော့ကြောင့်သူတို့ရဲ့နိုင်ငံထဲမှာရှိနေတဲ့ညီညွတ်မှုထုတ်လုပ်ထားတဲ့စားတောက်တွေကိုပဲစားခွင့်ရှိတယ်အဲ့တော့အမျိုးအစားပေါင်း108မျိုးရှိတဲ့အစားအစာတွေနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကိုကြွေးတဲ့အစားအစာတွေကကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကြည့်မယ်တခါတည်းကျရင်ကျွန်တော်တို့ကျမ်းမာရေးကြောင့်နေစုလဲပစ္စည်းတွေရှိလားမရှိဘူးလားရှိတယ်ဒီကြောင်းတွေနားလည်ထားပို့ပြီးတော့ကောင်းလားမကောင်းလားကောင်းတယ်အဲ့တော့ကြောင့်ကျွန်တော်တို့အစားအသောက်ပညာတွေရတယ်အဲ့ရနေပြရာသီဥတုတွေကြည့်မယ်ဆိုလို့သူကအမြဲတမ်းလက်တာအားကြီးတဲ့အေးမနေဘူးခုနကဆရာကွန်မြူနတီပြောလို့ရာသီပညာတွေရှိတာလေ300စီအဲ့300စီမှာမတူညီတဲ့ခံစားချက်ကိုရတချို့ကကျွန်တော်တို့ဒီသွားတဲ့ဒီမိုင်းအဲလစ်ဘတ်ရုပ်ပုံစံနဲ့သွားတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ရာသီဥတုကနေဖို့ပဲမဲ့သွားအေးနေတော့မယ်အဲ့ဒီမှာကမ္ဘာအမှုနှစ်တွေကိုတည်ခွင့်ရလာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒုတိယနေ့မှာဆိုလို့ရှိရင်ခေါင်းဆောင်တစ်ယောက်ကနိုင်ငံတနိုင်ငံကိုဘယ်လောက်ထိပေးဆက်ခဲ့တယ်လဲပြီးခေါင်းဆောင်တစ်ယောက်ကဘယ်လောက်ထိလူတွေအတွက်ဩဇာကအရေးကြီးတယ်လဲဆိုတော့သဘောပေါက်လိုက်တယ်ဩဇာနဲ့အာဏာနဲ့မတူညီဘူးဆိုတဲ့အချက်လက်တွေကျွန်တော်ဥက္ကဋ္ဌရခီးစဉ်ပို့တဲ့နေရာမှာကျွန်တော်တို့ရဲ့ဘဝတိုးတက်အောင်ဘို့တော်ကပြောနေခဲ့တဲ့တဏ္ဍာမလို့ခေါ်တဲ့တမိုင်းကိုဘယ်လိုကျွန်တော်ပထမဆုံးတစ်ချိန်သွားတယ်နှစ်ချိန်သွားတယ်ပျော်လဲပျော်ပါတယ်တမိုင်းတွေကိုတိဆောက်ဖို့လည်းအများတန်းမှာကိုတမိုင်းကိုကောင်းအောင်ရေးဖို့အတွက်မှာကြအဲ့ဒီကမှကျွန်တော်သွားကြည့်တာခေါင်းဆောင်တွေကသူတို့ရဲ့နိုင်ငံအတွက်ဘာဖြစ်လို့လူတွေဘယ်လောက်ထိသူတို့ကိုယုံကြည်တာလဲရှစ်ခင်တာလဲလေးစားတာလဲသွားတွေ့တဲ့အခါမှာသူတို့မှာတတိရှိတယ်ဩဇာရှိတယ်ဇွဲလုံးလားရှိတယ်ဘာပဲဖြစ်ဖြစ်ရှေ့ကနေပူးဆောင်ပြီးတော့လှုပ်တယ်သူ့အတွက်မဟုတ်ဘူးသူ့အတွက်ကိုနောက်ဆုံးမှစဉ်းစားတာတို့ဥက္ကဋ္ဌကြီးဒါကြောင့်ဒီစိတ်ဓာတ်မျိုးတွေသိအောင်တို့ဘာဖြစ်တာတော့ခေါ်သွားပေးတယ်မမှန်ကန်ကန်လှုပ်တတ်ဖို့အတွက်သူ့ရဲ့ဒီစီမင်းလွတ်တော်ကောင်စီပေါ့သူ့ရဲ့နိုင်ငံထဲမှာသွားပြီးတော့တရားဥပဒေဘယ်လိုဆုံးဖြတ်တယ်လဲအဲ့ဒီမှာသူတို့တွေ900ရောက်20ကနေ10ရောက်10ရောက်ကနေဆုံးဖြတ်9ရောက်နောက်ဆုံးအမိန့်ချတဲ့အဆင့်အသေးစိတ်တွေကိုဥက္ကဋ္ဌကြီးရဲ့လွန်ခဲ့တဲ့အနှစ်40ရာတငယ်ချင်းကြောင့်ကျွန်တော်တို့သူ့နိုင်ငံရဲ့ဥပဒေတွေကိုနည်းနည်းနားလည်ခွင့်ရလာခဲ့တယ်။ဒါဆိုကျွန်တော်တို့ခီးသွားတာတစ်ခုပဲလားပညာရောရလားမရဘူးလား။ရတယ်။ကျမကြီးရောကောင်းလားမကောင်းလား။ကောင်းတယ်။အဲ့ဒီမှာသူတို့ကျွန်တော်တို့101ဆိုတဲ့မျှော်စည်းရှိတယ်မြည်ကြီးပဲ။ကမ္ဘာမှာကျွန်တော်တကယ်2004ကနေ2011ခုနှစ်ထိသူကနံပါတ်1အမြင့်ဆုံးမျှော်စည်းဖြစ်တယ်။အဲ့ဒီမျှော်စည်းကနှစ်ပေါင်း2500ကျောင်းမလုပ်တာတော့ဖောင်ဒေးရှင်းကိုအာမခံထားတယ်တဲ့။နှစ်ပေါင်း2500အဲ့တော့ပြည်သူတွေကြောက်စရာလိုသေးလားဒီနေ့အလုပ်လုပ်တဲ့ခါမှာ foundation ဘယ်လောက်ရေးကြီးလဲဆိုတော့သိရလားမသိရဘူးလားသိရတယ်အဲ့ဒီမှာကျွန်တော်တို့စီးပွားရေးသမားတွေကကျွန်တော်တို့100ရာခိုင်နှုန်းလုပ်လားမလုပ်ဘူးလားလုပ်တယ်ကျွန်တော်တို့50ရာခိုင်နှုန်း100ရာခိုင်နှုန်းဘာရွေးချယ်ပြီးတော့လုပ်မှာလဲ100ရာခိုင်နှုန်းဒါပေမဲ့သူတို့တွေကအဲ့ဒီမှာ101ဆိုတာ100နဲ့1စီးပွားရေးသမားတွေက100နဲ့1ဖြစ်အောင်လုပ်တယ်199မလုပ်ဘူးတရားအောင်ကြော်သွားလားမကြော်သွားဘူးလားကြော်ပါတယ်တရားနဲ့100ရာခိုင်နှုန်းကြောင်းလုပ်တယ်အဲ့ခါကျတော့ကျွန်တော်ပြန်စဉ်းစား
ကိုကျွန်တော်အများအားပြောတဲ့စကားရှိတယ်မှာကိုအလုံးလုံးလာပြီထင်တာဟုတ်လားမဟုတ်လား ဟုတ်တယ် တကယ်တမ်းကျတော့အဲ့ဒီအလုပ်က20ရာခိုင်နှုန်းမှလောက်ရသေးတယ်ဆိုတော့ကျွန်တော်အများအားပြောလားမပြောဘူးလား ပြောတယ် အေးတို့တွေလည်းကြီးစင်တွေသွားတယ်ခေါင်းဆောင်တွေနဲ့လှုပ်တယ်ကိုအများအားတိုးတက်အောင်လုပ်နေတယ်ဆိုတော့အော်သူတို့ကဟိုကအလုံးပြီးရောအလုံးလုံးကိုလှုပ်တာကျွန်တော်တို့ကဒီလောက်နဲ့ပဲကျင့်တတ်တာအော်အဲ့ဒီမှာကျွန်တော်တွေ့ရတဲ့အရာတစ်ခုကဒီဟိုတဲ့စီးပွားရေးသမားတွေအဲ့လိုမျိုးယူဆတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြန်စဉ်းစားကြည့်တော့သူတို့နိုင်ငံကဤပညာတွေနံပါတ်1ဖြစ်သွားတယ်သူတို့နိုင်ငံလည်းကျွန်တော်တို့လူမျိုးပါဖြစ်တာတော့အင်္ဂလန်တွေကစတင်ပြီးတော့နေရာဝင်လူတာအဲ့ဒီကျော်အဲ့ဒီကနေပြီးတခါအင်္ဂလန်တွေပြန်ထုတ်ပြီးတဲ့ခါကျတော့ဂျပန်တွေကနှစ်ပေါင်း50ထပ်ပြီးတော့အုပ်ချုပ်တာအဲ့ဒီတေးကနေတခါပြန်လူအဲ့ကတည်းကပြန်စဉ်းစားတယ်နော်ဒီကောင်းဆောင်တာမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီနိုင်ငံသေးသေးလေးကသူ့ကိုယ်သူကဆရာကုန်းပြောတဲ့ငရုတ်ဒီလိုမျိုးပဲတတိအင်အားတွေပြည့်စုံမလို့လားမလို့လား ဟုတ်တယ် ဒီနေ့ကျွန်တော်တို့အဲ့လောက်ကြီးကြီးမားမားကြီးလုပ်စရာမလိုကျွန်တော်တို့ရဲ့အဖွဲ့အစည်းလူရောက်100လောက်ဆိုရှမ်းသာကိုရတာမရဘူးလား ရတယ် ဒါဆိုကျွန်တော်တို့အဲ့ဒီမှာတော့တွေ့လိုက်တာကအော်အေးခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ဘာတွေတွေ့ရလဲအတွေးခေါ်တွေအမျှော်မြင်တွေအဲ့ဒါတွေတော့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဘုရားကျောင်းနေမှာဆိုလို့ရှိရင်ဒီလိုပဲသူတို့ရဲ့စိတ်ရဲ့ယုံကြည်မှုလေကောင်းလေတန်းရေကောင်းရေတန်းအဲ့ရနေပြီးကျွန်တော်တို့ဒီဘုဒ္ဓအနေနဲ့ကျွန်တော်တို့ဘာတွေရခဲ့လဲဆိုတော့ကျွန်တော်တို့စီးပွားရေးလုပ်တဲ့ခါတွေမှာစီးပွားရေးတွေတိုးတက်ဖို့အတွက်အောင်မြင်ဖို့အတွက်လူတွေကိုလက်ခံဖို့အတွက်ဆိုတော့ကျွန်တော်တို့